ဒီမှာပါရှင်ရတဲ့တည်းမှာတက်ရောက်ဖြစ်ရှိနေပါရှင်။ဒါဒီလိုက်ရဲ့မြေပြပါလေရှင်။စားလာရဲ့မြေမြေဒေါနာအောင်ထုတ်ပါလေ။သူကတော့ဒီအစတိရဲ့မြေမြေအဲ့ဒီထားပါလေရှင်။ရဝင်းရတယ်အစားပြတော့ပါလို့ကွာ။နောက်ပြီးသူကနေစအားပြတယ်။ဘာလို့ထီလာလေးကိုရဝင်းရတယ်စပြီးတော့ဆရာမတို့ကမှဆိုင်ခဲ့တာပါရှင်။ရဝင်းဝကြီးရတူတော့ကလေးမှာဒီကျောင်းဝင်ထားတဲ့ပြည်မှာဘုရားကြီးအားရကြည့်တာရှိပါတယ်ရှင်။ရဝင်းရချင်းရပြီးကောင်းမှာဆရာတင်ကြပါလေဆိုဒီလေးဆောင်တွတ်တက်လာတယ်ပေါ့နော်ဒီကွာဗလမာလေးတွေလည်းဒီပိုင်းနေလာတယ်ပြီးတော့ခါကျတော့အစီလေးတွေလည်းကိုကတကူလူကတကူဒီစက်တဲ့လေးတွေလည်းရေးတတ်တယ်ပေါ့နော်ဒီလေးကဟာလေးကိုကျွန်တော်တော်ကိုတင်ပြပေးပါတယ်ဒါလေးလို့တက်လာပါတယ်ဒီညာရေးပေါ်မှာလည်းအားဆိုင်ပြီးတော့လေးရတည်ယူပါတယ်ပြင်မင်းနားလေတယ်သူဟာသူလုံမယ်ဆိုရင်လည်းလုံနိုင်တယ်ပေါ့လုံနိုင်တယ်အဲ့ပုံမှာကွာထလောင်းပြီးတော့ဟာသူကြံခဲ့တာမျိုးရှိအောင်ကွာအပစားရုပ်ပြီးတော့လုပ်ပေးထားတဲ့ပုံစံပါလေဒီရဆိုမိုးပုတ်တက်လာတဲ့အတွက်ကျင်းကြပေးတဲ့ဆက်ဆံမလေးကုန်ရှင်းပြရချင်ပါတယ်ကျွန်တော်တို့နေတဲ့စပေါ်ဝင်နေလို့အဲဆိုပြီးတော့လုပ်ပေးမှာပါရှင်